မင်္ဂလာပါရှင်ယနေ့မှာတော့မြန်မာနိုင်ငံတွင်မကြာသေးမီကကြုံတွေ့ခဲ့ရသောမြေငလင်နှင့်ပတ်သက်ပြီးနောက်တစ်လျှောက်မြေငလင်ဖြစ်ပေါ်နိုင်မှုအခြေအနေများအကြောင်းမျှဝေပြောကြားပေးကြပါမယ်မြန်မာနိုင်ငံသည်အာရှဒေသရှိမြေပြုတ်ဖိအားပြင်းသောနေရာတစ်ခုဖြစ်ပြီးအဓိကအားဖြင့်အိန္ဒိယပလိတ်နှင့်စန္ဒာပလိတ်တို့စုံစည်းရာတွင်တည်ရှိပါသည်ဤသဘောတူညီမှုကြောင့်မြေငလင်များပုံမှန်ဖြစ်တတ်ကြောင်းသိပ္ပံပညာရှင်များကအထောက်ထားပြထားပါတယ်။မကြာသေးမီကမြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောမြေငလင်သည်လည်းထိုပလိတ် boundary များအတွင်းရှိ fault line တစ်ခုကြောင့်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ဒီလိုဖြစ်ရခြင်းကနောက်တစ်လျှောက်မှာလည်းမတည်ငြိမ်သောမြေပြင်လှုပ်ရှားမှုများဖြစ်ပွားနိုင်ကြောင်းသတိထားမည်ဖြစ်ပါတယ်။အနာဂတ်အတွက်မြေငလင်ဖြစ်နိုင်မှုသည်တိတိကျကျခံမှန်းနိုင်သည်မဟုတ်တော့လေအချို့သောအချက်လက်များနှင့်ပထဝီဝင်ပညာအရခံမှန်းနိုင်သောအချက်တချို့ရှိပါတယ်။နံပါတ်1စကိုင်းဖော့သည်မြန်မာနိုင်ငံ၏အဓိကမြေငလင်အနေရရှိသောဖော့ဖြစ်ပါတယ်။ဤနေရာတွင်အနာဂတ်အတွင်းအပြင်းထန်မြေငလင်များဖြစ်နိုင်ပါတယ်။နံပါတ်2အထက်မြန်မာနှင့်အောက်မြန်မာတို့တွင်လည်းရောနေသောအနှဲငယ်မြေငလင်များကိုပုံမှန်ကြုံတွေ့ရနိုင်ပါတယ်။သင်အနေနဲ့ဘာလုပ်သင့်လဲ။မြေငလင်အနေရဲ့ကြိုတင်အစဉ်သင့်ပြည့်အောင်အသိပညာရယူထားရန်အရေးပေါ်ထွက်ပြေးမှုအစီအစဉ်တစ်ခုရှိထားရန်မိသားစုဝင်များနဲ့အတူအရေးပေါ်လေ့ကျင့်မှုများပြုလုပ်ရန်အစိုးရအနေနဲ့သက်ဆိုင်သောဌာနများမှမျက်စိမပိတ်ပဲကြိုတင်အရေးယူမှုများပြုလုပ်ရန်လိုအပ်ပြီးမြေငလင်အနေရဲ့ကြိုတင်သတိပေးမှုစနစ်များအောင်တိုးတက်မြင့်မားအောင်ပြုလုပ်သင့်ပါတယ်။တဘာဝဘေးအနေရဲ့များကိုတားဆီးနိုင်ခြင်းမရှိတော့လေကြိုတင်သိရှိခြင်းနဲ့အစဉ်သစ်ဖြစ်ခြင်းသည်တတ်တာစေနိုင်သောအရေးကြီးချက်များဖြစ်ပါတယ်။နောက်ထပ်သတင်းအချက်အလက်များနဲ့သတိပေးချက်များအတွက်သက်ဆိုင်ရာသတင်းအရင်းမြစ်များကိုစောင့်ကြည့်ဖို့မမေ့နဲ့နော်။ကျေးဇူးတင်ပါတယ်။နောက်တစ်ခါတွင်နောက်ထပ်အရေးကြီးသတင်းများနဲ့ပြန်လည်တွေ့ဆုံမှာဖြစ်ပါရဲ့ရှင်။